ကိုကလာဟုတ်တယ်ဆရာဟုတ်တယ်ဆရာကိုကလာဟင်ဘာလို့ဒီကြားထဲမှာလာငိုနေရလဲခမရဘယ်သူစော်ကားလွတ်လိုက်လဲဟိုဘယ်ရကောင်ကောင်းဆရာလည်းတောင်းဘလို့တွေပြောနေလဲဘာလို့စော်ကားမှာတာမင်းသားလေးဆရာလည်းအဲ့ဆိုဘာလို့ဒီကြားထဲမှာလာငိုနေရတော့လို့ဒါအိုက်တင်ချင်းနေအိုက်တင်ချင်းနေတာဒီကြောင်ကြီးထဲမှာအိုက်တင်ချင်းနေဘာလို့လဲဟိုဆရာလေးတာဒီကားထဲမှာအကယ်ဒမီမှာလေအဲ့အကယ်ဒမီအိုက်တင်ကိုသူများတွေမြင်ပြီးအရင်လောက်တော့မှာဟိုကြီးချင်းသူများရဲ့ကြိုးလုံးမှာဆိုလို့ကိုကျင်လေဟုတ်တယ်ဆရာဒီကောင်အကယ်ဒမီအိုက်တင်ကငိုရတယ်လို့သူပြောတယ်ဟိုဆရာလည်းညံ့လိုက်တာအကယ်ဒမီကငုံမရတာမဟုတ်ဘူးလားအိုးငိုမသာအကယ်ဒမီပေးစီဆိုရင်အတုပအိမ်နေအကယ်ဒမီလိုက်ပေးရတော့မှာပေါ့ဗျာခင်ဗျာလေဟုတ်တယ်နော်အဲ့ဆိုဆရာတာဘာလို့မလဲကျွန်တော်ပြောပြီးပြီလေဒီကားမှာကိုခင်လိုင်းလို့တိုးဆောင်ရပြီဟောမဟုတ်လေဆရာဟိုကိုခင်လိုင်းဘယ်လိုတိုးဆောင်ဟောဗျာကိုခင်လိုင်းလို့တိုးမဆောင်လဲတော့ကိုခင်လိုင်းကလည်းကျွန်တော်ပြန်ပြရမှာလားလို့ဟိုအဲ့လိုမဟုတ်လေဆရာဟိုတားကများသောအားဖြင့်သူကာရက်တာတွေကသူများကာရက်တာတွေလုပ်ပါတယ်လေဟိုအဲ့တော့ခင်လိုင်းအစ်စ်ကဘယ်လိုလုပ်တာလဲဆိုတော့တာမမှတ်မိတော့လို့အိုးဒါများကိုခင်လိုင်းကျွန်တော်ခင်ဗျားဖုန်းထဲမှာခင်ဗျားကားအဟောင်းလေးတွေပြန်ကြည့်ဟုတ်ကဲ့အဲ့ထဲကကာရက်တာတွေနဲ့မတူအောင်တိုးဆောင်လိုက်ကိုခင်လိုင်းအစ်စ်ကိုပြန်ရပြီဟုတ်တာဗောဆရာတာကျိုးစားမယ်ဆရာမငိုတဲ့ခံမပါဘူးမငိုနော်ဆရာအဲ့လိုတော့ချောတာပုံငိုချင်နေဆရာမချောတော့မငိုအောင်နော်ဟုတ်ကဲ့ဆရာပြီးအမ်ပိုင်စားတုံးလဲထားလိုက်ဟုတ်ဆရာအလဲထားလိုက်မယ်မငိုအောင်အထောင်းမပါရဲကွာမင်းတို့ငါကျိုးပြန်ပေးကြပါတော့မင်းတို့အဲ့လိုကောင်းပါနဲ့ငါကြည်ခွဲဝမ်းနေဆိုတော့မင်းတို့အိမ်ကြီးကိုသိမ်းရလိမ့်မယ်ငါအဲ့လိုမရက်ဆက်ချင်ဘူးငါအသေးလေးခွဲအောင်မလုံးကြပါနဲ့ဟာကတ်ဟာကိုခင်လိုက်ဒါဘလူကြီးဥဆောင်နေရတော့ဗျာကျွန်တော်ဟိုလေဒရမာမှုနဲ့အကယ်ဒမီမန်မင်းကျွန်တော်ကြိတ်နေရလေဗျာခင်ဗျာအကျွေးလာတောင်းရတယ်လေဗျာအကျွေးတောင်းတဲ့လူအဲ့လိုငိုယိုပြီးတောင်းတာမြင်ဘူးလားလို့မဟုတ်လေဆရာဟိုငိုမအကယ်ဒမီရတာမဟုတ်ဘူးလားဆရာရဲ့ကိုခင်လိုက်ခင်ဗျာလေအဲ့လိုပောက်ကြရည်တွေပောက်ကြရည်တေးဥဆောင်နေလို့အခုချိန်ဒီအကယ်ဒမီမရသိလားနေမြန်မငုံနဲ့တော့ဆရာဆိုကျွန်တော်ရောက်ပြီးသားလားဆရာအေးရောက်ပြီးသားပြန်ဝင်လာခဲ့ရောက်ပြီးသားတော့ဘယ်လိုပြန်ဝင်လာမှာလဲဆရာကဲပါမြန်ရိုက်ကြစမ်းပါဂျူတီဘိုးတွေကတက်ပြီးတော့ကျမမဆန်တွေကတော်တော်ကုန်နေပြီမိမရေအခုချိန်မှာပတ်စံကြောင့်မပြောပါနဲ့ဟုတ်ကွာငါအနုပြောင်စိတ်ရည်လုံးပြစေဟုတ်မင်းဟာဒီလိုကိုချောက်တယ်မဟုတ်ဘူးချိုးတိုက်ချင်နေပြီကွာ